မန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းမှာမဘာလို့ရိုင်းလဲဟာတိန်ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်လူမျိုးပြောလိုက်လူမျိုးပြောလိုက်အဲ့မှာတိန်မှာဒီမှာအင်းကြီးကုန်းကျောင်းကြီးပါအဲ့မှာဈေးဒီလည်းအများကြီးပါအဲ့မှာတိန်မှာကိုတော်တော့ဆိုရင်အမဖက်နဲ့တော်မှအဝေးရချွတ်ပါတယ်နော်တိန်ကိုဒါဗုဒ္ဓမန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းမှာမဘာလို့ရိုင်းလဲဟာတိန်ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်လူမျိုးပြောလိုက်လူမျိုးပြောလိုက်အဲ့မှာတိန်မှာဒီမှာအင်းကြီးကုန်းကျောင်းကြီးပါအဲ့မှာဈေးဒီလည်းအများကြီးပါအဲ့မှာတိန်မှာကိုတော်တော့ဆိုရင်အမဖက်နဲ့တော်မှအဝေးရချွတ်ပါတယ်နော်တိန်ကိုဒါဗုဒ္ဓဘာသာမှန်တိန်ဆိုရင်သိရပါတယ်နော်တိန်ဆိုရင်သိရပါတယ်ဖုံးကြီးကိုလည်းလုံးပါတယ်တက္ကမနော်တော်တဲ့ကဗီဒီယိုရိုက်ထားလို့ဗီဒီယိုတက်တဲ့ယူလိုက်လို့ဖုံးအောင်ကွဲပါတယ်